ဒါမျိုးဘော်ရီအချိုးစားဘိုက်ချက်ခါတိန်တဲ့ဘော်ရီအချိုးစားရဖို့အတွက်အချိန်တစ်ခုပေးပြီးတော့မှအစီချခဲ့ရတယ်ပေါ့နော်ပြီးခဲ့တဲ့တကြံ4ရက်လုံးမှာတငယ်ချင်းတွေနဲ့တောက်တယ်စားတယ်အဲ့ဒီမှာခါဆိုင်22ကနေ23ဖြစ်သွားတာအဲ့တော့တေချာလေးပြန်ချမရမယ်မဆိုတောက်နေကြဂျိုလေးစီအစီချကော်ဖီကိုပဲစနစ်တကျလေးပြန်တောက်မယ်ပေါ့နော်အစီချလာခဲ့ရလဲနောကျင်နေပြီဆိုတော့တပတ်အတွင်းနဲ့ကိုယ့်ရဲ့ခါဆိုင်ရအောင်ပြန်လို့ရပါတယ်ကော်ဖီဖြော်နေနေမှာအတွင်းလုံပြီးတော့ရေများသွားတယ်ပေါ့နော်ဒါမျိုးဆိုကော်ဖီအေးဖြော်မှာဖြစ်တဲ့အတွက်ရေခဲထဲမှာဆိုလို့ရှိရင်အရသာပေါ့သွားမှာအဲ့တော့နောက်တစ်ထုပ်ထပ်ပြီးတော့မှဖြော်ရပါတယ်ဒီဂျိုလီစီကော်ဖီကလေသူကကပါကျော်အာရဘီကာကော်ဖီအစစ်နဲ့ထုတ်လုပ်ထားတဲ့အစီချကော်ဖီမလို့မဆိုလိုမျိုးကော်ဖီတရေတွေဆိုလို့ရှိရင်โอเคတယ်အဲ့နဲ့အရသာအယံမဘောတရားကမျိုးဆို weight တက်လာပြီဆိုလို့ရှိရင်အခုချက်ချင်းစားအခုချက်ချင်းတောက် weight ချက်ချင်းတက်လာတာမဟုတ်ဘူးအဲ့ဒီရဲ့ side effect တွေကနောက်တစ်ပတ်နေ10ရက်နေတက်လာနေမှလုံးဝကြီးတိတာလာတာမျိုးဆိုကကျတော့9ရက်အတွင်းနဲ့တိတာလေဆိုတာဒါတော်တော်လေးကိုတောက်ထားစားထားလို့ပေါ့နော်ဒါမှမဟုတ်ပြီးခဲ့တဲ့တကြံမှာ special တောက်စားထားတယ်ဆိုလို့ရှိရင်အခု weight မတက်ဘူးဆိုတော့မှနောက်တစ်လနေလုံးဝ special weight တက်လာမှာပါအဲ့တော့အခုတည်းကကြိုတင်ချထားပါလို့ပြောချင်ပါတယ်အကယ်၍မဆိုလိုမျိုးလေ့ကျင့်ခန်းလုပ်ဖို့အချိန်မပေးနိုင်တဲ့သူအစီချဓာတ်စာကူခြင်းနဲ့ဆိုလို့ရှိရင်အစီ2စကူလောင်ကျွမ်းပေးတဲ့ဂျိုလေးစီကော်ဖီနဲ့ချပါလို့ပြောချင်ပါတယ်